KNG ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဇွန်လ20ရက်နေ့မှာရရှိထားတဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မအနော်ပါရှင်ဒီကနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ကချင်ပြည်နယ်ထမြစ်သက်တပ်ဖွဲ့ဝင်အရာရှိတချို့ရဲ့စိုက်ခင်းတွေမှာနှစ်ချီလုံအားပေးနေရတယ်ဆိုတဲ့သတင်း9နှစ်ကြာရနာထားတဲ့မူမြင့်မြစ်ချနာယထာခီးစဉ်စတင်ပြေးဆွေးနေပြီဖြစ်တဲ့သတင်းစစ်ကောင်စီပေါ်အာဆီယံရဲ့တန်တမာရေးဖိအားကိုတိုးမြင့်ဖို့နဲ့အာဆီယံဘုံတဘောတူညီချက်9ရက်ကိုရလတ်ထွက်တဲ့အထိအကောင့်တွေပေါ်ပေးဖို့ SCF ကတိုက်တွန်းလိုက်တဲ့သတင်းတွေနဲ့အတူနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်နယ်မြစ်တပ်ဦးစီးဌာနညွှန်ကြားရေးမှူးတို့ရဲ့ကိုပိုင်စိုက်ခင်းတွေမှာမြစ်တပ်တပ်ဖွဲ့ဝင်တွေကိုနှစ်ချီနေတိုင်းဆိုသလိုလှုပ်အားပေးစေခိုင်းနေတယ်လို့မြစ်တပ်ဦးစီးဌာနကနေထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တို့က KNG ကိုပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မြစ်တပ်ဦးစီးဌာနကနေထွက်ပြေးလာတဲ့ဝန်ထမ်းတို့ရဲ့ပြောဆိုချက်အရအထက်မော်ဖောင်းငအိုးကျရွာနီးမှာရှိတဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ဧက80ကျော်ရှိတဲ့စိုက်ခင်းနဲ့မြစ်တပ်ဦးစီးဌာနကညွှန်ကြားရေးမှူးရဲ့ခြံဧက20ခန့်ရှိတဲ့စိုက်ခင်းတွေမှာခြံရှင်းတာလမ်းဖောက်တာလိမ်မော်နနက်တိအပါဝင်နှစ်ရှည်ပင်တွေစိုက်ပြုစုတာကိုမြစ်တပ်ဝန်ထမ်းတွေကနေ့တိုင်းလိုတွားရောက်လုပ်ပေးနေရတယ်လို့ဆိုပါတယ်ဒီလိုလှအားပေးသွားတဲ့အချိန်တွေမှာလည်းကုညီကေဆေးရေးရင်တွေကိုအသုံးပြုပြီးတွာလာရတယ်လို့73စီကိုလည်းဌာနဘတ်ဂျက်ကနေအသုံးပြုနေရတယ်လို့ပြောပါတယ်ဒါပြင်အဲ့ဒီစိုက်ခင်းတွေမှာနေဆောင်ညဆောင်အဖြစ်အိတ်ဆောင်ပေးရတဲ့မြစ်တပ်ဝန်ထမ်းတွေလည်းရှိနေပြီးခြံဆောင်တာဝန်ထမ်းဆောင်သူတွေကိုတလကျပ်ငွေ9000ပေးနေတယ်လို့လည်းသိရပါတယ်မြစ်တပ်တပ်ဖွဲ့ဝင်တွေဟာငင်းငင်းတပ်ရေးနဲ့ကုညီကေဆေးတာဝန်တွေကိုထမ်းဆောင်ရမယ့်အစားဌာနဆိုင်ရာအရာရှိတွေရဲ့ကိုပိုင်စိုက်ခင်းတွေမှာအလုတ်သမားတွေလိုလှုပ်အားပေးနေရတဲ့အတွက်အရေးပေါ်မီးလောင်မှုတွေဖြစ်နေတဲ့အချိန်မှာတပ်ဖွဲ့ဝင်အင်အားမလုံလောက်တဲ့အခြေအနေတွေမကြာခဏကြုံတွေ့နေရတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့မြစ်တပ်တပ်ဖွဲ့ဝင်တို့က KNG ကိုပြောပါတယ်ခုလိုမြစ်တပ်ဝန်ထမ်းတွေကိုဌာနတာဝန်နဲ့မသက်ဆိုင်တဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေမှာအသုံးပြုနေတာဟာအာဏာအလွဲသုံးစားလုပ်တာဖြစ်တယ်လို့ယူဆကြောင်းနဲ့ဒီကိစ္စကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးပြီးအရေးယူဆောင်ရွက်ပေးစေလိုတယ်လို့ထွက်ပြေးလာတဲ့မြစ်တပ်တပ်ဖွဲ့တွေကတောင်းဆိုနေတာပါဒီကိစ္စနဲ့ပတ်သက်ပြီး KNG အနေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းနိုင်ဖို့ဖုန်းနဲ့ဆက်သွယ်နေပေမဲ့လက်ခံဖြေဆိုခြင်းမရှိသေးရလဲဖြစ်ပါတယ်ခုလိုမြစ်တပ်တပ်ဖွဲ့ဝင်တွေကိုအဓိကစေခိုင်းနေသူတွေဟာဗမော်ခိုင်ကနေစစ်ဆောင်ရင်မြစ်ကျနာဘက်ကိုပြောင်းရွှေ့ထားတဲ့ခရိုင်မှုဦးစုံငင်းအောင်နဲ့မန်စီမြို့နယ်မှုဦးပြည်စုံအောင်တို့ဦးစီးပြီးလုပ်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်ခုလိုနေတိုင်းဆိုသလိုလှအားပေးနေရတာကြောင့်မြစ်တပ်တပ်ဖွဲ့ဝင်တွေဟာအပင်ပန်းနံကိုမခံနိုင်တော့ဘဲထွက်ပြေးလာသူတပ်ဖွဲ့ဝင်တွေအယောက်30နီးပါးရှိလာပြီလို့သိရပြီးအစူပါထွက်ပြေးသွားတဲ့သူတွေထဲမှာမြစ်တပ်ဦးစီးဌာနကအရာရှိ9ဦးလေးပါဝင်တယ်လို့ထွက်ပြေးလာသူတွေကဆက်လက်ပြောပါတယ်လက်ရှိမြစ်တပ်ဦးစီးဌာနကညွှန်ကြားရေးမှူးဟာစစ်တပ်ဘက်ကအတွင်ပြောင်းလာသူဖြစ်ကြောင်းသိရပြီးပြီးခဲ့တဲ့2020ခုနှစ်မှာစတင်ပြောင်းရွှေ့လာတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်မြန်မာအကြက်သီးကိုဖြည့်ရှင်းနိုင်ဖို့စစ်ကောင်စီပေါ်အာဆီယံရဲ့တန်တမန်ဖိအားပေးကိုတိုးမြင့်ဖို့နဲ့အာဆီယံဘုံတဘောတူညီချက်9ရက်ကိုရလတ်ထွက်တဲ့အထိအကောင့်တွေပေါ်ပေးဖို့ SCF က59ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတိုက်တွန်းလိုက်ပါတယ်ဇွန်လ21ရက်နေ့ရက်စွဲနဲ့ပေးပို့လိုက်တဲ့အိတ်ဖွင့်ပေးစာမှာမြန်မာအကြက်သီးကိုဖြည့်ရှင်းရမှာအာဆီယံရဲ့ဘုံတဘောတူညီချက်9ရက်ဟာအခြေခံကျတဲ့ဒေတာတွင်းမိုးပေါင်းအဖြစ်ဆက်လက်တည်ရှိနေစေဖြစ်တယ်လို့Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ကဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံရဲ့အကြက်တီးကိုဖြည့်ရှင်းမဲ့ဘလို့တန်တမာရေးကျူးပမှုကိုမဆို NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း EROS ဒီမိုကရေစီအင်အားစုတွေအရက်ဘက်လူမှုအဖွဲ့အစည်းတွေပါဝင်တက်ဆိုင်သူအားလုံးအသိပယ်ရှိပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုအပေါ်အခြေခံရမယ်လို့ SCEF ကတိုက်တွန်းထားတာပါ။အာဆီယံအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင်အရက်သားတွေအပေါ်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်စေဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအသာစီးမရှိပေးပို့နိုင်ဖို့ဒေါ်အောင်ဆန်းစုကြည်တမဒဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိပြန်လွတ်ပေးဖို့နဲ့မြန်မာပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြည့်ရှင်းမှုကိုထောက်ခံပံ့ပိုးဖို့လိုအပ်ကြောင်းအိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ SCF ကတော့အာဆီယံဘုံတဘောတူညီချက်9ရက်နဲ့ကိုလာသမဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669ကိုလက်တွေ့အကောင့်တွေဖော်နိုင်ဖို့စစ်ကောင်စီအပေါ်ပုံမူထိရောက်တဲ့ဖိအားပေးမှုတွေလိုအပ်နေပြီး
အာဆီယံဘုံတဘောတူညီချက်ကိုဆက်လက်လိုက်နာဖို့ပြက်ကွက်နေတဲ့စစ်ကောင်စီပေါ်အစစ်မြင့်ကိုယ်စားလှယ်တွေကိုထိတွေ့ဆက်ဆံခွင့်ပိတ်ပင်ထားတဲ့အာဆီယံရဲ့မူဝါဒကိုလည်းဆက်လက်ကျင့်သုံးတင်တယ်လို့ဆက်လက်တိုက်တွန်းထားတာပါ SCF ဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဒီမိုကရေစီအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့မဟာမိတ်ခေါင်းဆောင်မှုရန်ရာတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့နိုင်ငံရေးအကျပ်အတီးကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းနိုင်ရေးအတွက်ဆောင်ရွက်နေတယ်လို့ SCF ကထုတ်ပြန်ထားတာဖြစ်ပါတယ်ရှင်။ဖက်ကမြို့ကရေပေးတင်ပြည်သူတွေတောက်တုံးရဲတွေအပြင်စားနပ်ရိက္ခာနဲ့အခြေခံအသုံးအဆောင်တွေအရေးပေါ်လိုအပ်နေတယ်လို့မြို့မှာနေထိုင်တဲ့ပြည်သူတွေကခင်းကြီးကိုပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာဥရုချောင်းရဲမြင့်တက်လာပြီးနောက်ဖက်ကမြို့ပေါ်ကငပြောတော်အေးမြတာယာမော်ဝမ်းမရှိထောင်နဲ့စမ်းကြွယ်ရက်ွက်တွေမှာရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီးလူနေအိမ်တွေနဲ့အဆောက်အုံတချို့ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ပြည်သူတချို့ကလည်းနေအိမ်ကိုစွန့်ခွာပြီးရွှေ့ပြောင်းခဲ့ရပါတယ်။ဇွန်လ21ရက်နေ့ဒီကနေ့မှာတော့ရက်ွက်တချို့မှာရေကျသွားပြီလို့သိရပါမယ်။ရေကြီးမှုကြောင့်ရေတွင်းတွေတခြားတောက်တုံးရေတွေရေနစ်မြုပ်သွားတဲ့အတွက်တန့်ရှင်းတဲ့တောက်တုံးရေရရှိဖို့ရန်အတွက်ခက်ခဲနေတယ်လို့သိရပါတယ်။ဒါပြင်နေအိမ်တချို့ကလည်းရင်းနှီးမြုပ်နေစေဖြစ်တာကြောင့်စားနပ်ရိက္ခာတောက်တုံးရည်နဲ့လက်စင်အတုံးအဆောင်ပစ္စည်းတွေကိုအရေးပေါ်လိုအပ်နေတဲ့အခြေအနေမှာဖြစ်နေပါတယ်။ကချင်ဒေသမှာဇွန်လနောက်ပိုင်းကစပြီးမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်ဖက်ကမြို့နယ်ပြင်မြချီနာဝိုင်းမော်စွန်ပရာဘုံကျဖွေဆော်လော်စတဲ့မြို့နယ်တွေမှာလည်းရေကြီးရေရှမ်းမှုတောင်ပြိုမှုနဲ့မြေပြိုမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီးလမ်းပိုင်းတချို့မှာရင်သွားလာရေးပြတ်တောက်တာနဲ့ကျေးရွာတချို့မှာရေဝင်ရောက်မှုတွေဖြစ်နေပါတယ်။မိုးလေဝသနဲ့ဇလပေဒဦးစီးဌာနကလည်းကချင်ပြည်နယ်ပါဝင်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာဇွန်လကုန်ပိုင်းအထိမိုးဆက်လက်အားကောင်းနိုင်ပြီးမြစ်ချောင်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာရေကြီးရေရှမ်းမှုတောင်ပြိုမှုနဲ့မြေပြိုမှုအနေတွေဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့်ဒေသခံပြည်သူတွေအနေနဲ့အထူးတတိထားကြဖို့တတိပေးထားတာကိုတွေ့ရပါတယ်ရှင်။အာနာသိမ့်ပြီးနောက်ပိုင်း9နှစ်နီးပါးအကြာမှာရက်နာထားတဲ့မြစ်ချနာမိုးကောင်းမူညင်ရထားလမ်းခီးစဉ်ကိုဒီကနေ့ဇူလိုင်လ21ရက်နေ့ကစတင်ပြီးပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2021ခုနှစ်နောက်ပိုင်းမှာရက်နာထားရတဲ့မြစ်ချနာမိုးကောင်းမူညင်လမ်းပိုင်းမှာရထားခီးစဉ်တွေပြန်လည်ပြေးဆွဲနေတာဖြစ်ပြီးဒေသခံပြည်သူတွေရဲ့ခီးသွားလာမှုအဆင်ပြေစေရေးနဲ့ကုန်စည်ပို့ဆောင်ရေးကိုပိုမိုကောင်းမွန်လာစေရဲ့အတွက်ရည်ရွယ်ထားတယ်လို့သိရပါတယ်။ဒီထားလမ်းပိုင်းကို2021ခုနှစ်နောက်ပိုင်းလုံခြုံရေးအခြေအနေတွေနဲ့တခြားအကြောင်းရင်းတွေကြောင့်ရပ်နားခဲ့တာဖြစ်ပြီးယထာပြန်လည်ပြေးဆွဲနိုင်ဖို့စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေလမ်းပိုင်းနဲ့လိုအပ်တဲ့ပြုပြင်မှုတွေကိုဆောင်ရွက်ခဲ့ပြီးနောက်ကိုလိုပြန်လည်ဖွင့်လှစ်လာတာဖြစ်တယ်လို့မုံငင်းမြို့ပြည်သူတွေကပြောပါတယ်။မြစ်ချနာမုံငင်းယထာခီးစဉ်ပြန်လည်စတင်လာတာကြောင့်ကားလမ်းအသုံးပြုနေရတဲ့ခီးတွေတက်သွာလာရေးရွေးချယ်စရာတခုတိုးလာသလိုခီးစိတ်နဲ့ကုန်စည်တေယူပို့ဆောင်ရေးအတွက်လည်းအထောက်အကူဖြစ်လာနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ကချင်ပြည်နယ်တွင်လက်ရှိဖြစ်ပေါ်နေတဲ့လုံခြုံရေးအခြေအနေတွေမိုးရာသီကာလအတွင်းရထားလမ်းပိုင်းအခြေအနေတွေနဲ့ရေရှည်ပြေးဆွဲနိုင်ရေးအခြေအနေတွေကစောင့်ကြည့်ရမယ့်အချက်တွေမှာရှိနေတာပါ။မြစ်ချနာမိုးကောင်းမူညင်ရထားခီးစဉ်ပြန်လည်ပြေးဆွဲလာတာဟာရန်နာခဲ့တဲ့တေယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုပြန်လည်အသက်ဝင်လာခြင်းဖြစ်ပြီးတော့ဒေသခံတွေရဲ့နေစဉ်သွားလာရေးနဲ့ဒေသတွင်းကုန်သွယ်ရေးအတွက်အခွင့်အလမ်းတရက်အဖြစ်ရှိလာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြတာဖြစ်ပါတယ်ရှင်။ရှမ်းမြောက်ကုခိုင်နံဖက်ကကြားကနံပလွန်ကျေးရွာမှာအိမ်ထောင်ရေးပြဿနာကြောင့်အမျိုးသားတို့ကိုအဆုံးစီရင်သွားတယ်လို့ဒေသခံတွေက KNG ကိုပြောပါတယ်။နံပလွန်ကျေးရွာကအသက်36နှစ်အရွယ်ဦးအန်တိုင်ဘရောင်ရှောင်းဟာအမျိုးသမီးဖြစ်သူစီကနေကွာရှင်းဖို့ပြောခံရပြီးနောက်မှာမိမိကိုကျူးဆွဲချအဆုံးစီရင်သွားတာဖြစ်တယ်လို့ဒေသခံတွေပြောပြချက်ရသိရပါတယ်။အဆိုပါတေဆုံးသူရဲ့အလောင်းကိုတော့ဇွန်လ21ရက်နေ့ဒီကနေ့မနက်9:00နာရီဝန်းကျင်မှာကျေးရွာတွင်းတနေရာမှာကျိုးဆွဲချတင်နေတဲ့အနေအထားနဲ့တွေ့ရှိခဲ့တာဖြစ်တယ်လို့ရွာခံတွေကဆက်လက်ပြောပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်အရတေဆုံးသူဟာကလေး3ယောက်ရဲ့ဖခင်ဖြစ်ပြီးတော့အမျိုးသမီးဖြစ်သူကကလေးအငယ်ဆုံးတူဦးကိုခေါ်လာပြီးကြံတဲ့သား2ယောက်ကိုတော့ခြံထားခဲ့ကြောင်းဆက်လက်သိရပါတယ်။အမျိုးသမီးဖြစ်သူဟာတရုတ်နိုင်ငံဘက်ကိုထွက်သွားတာ9လခန့်ရှိပြီဖြစ်ပြီးပြန်လာတဲ့အခါမှာကွာရှင်းမယ်လို့ဖုန်းနဲ့ပြောဆိုခဲ့ပြီးနောက်ပိုင်းခုလိုဖြစ်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။နီးစပ်သူတွေရဲ့ပြောဆိုချက်အရတေဆုံးသူဟာပြီးခဲ့တဲ့လပိုင်းကမှလေယာစိုက်ပျိုးရေးလုပ်ငန်းတွေပြီးစီးထားပြီး
အိမ်ထောင်ရဲ့အစင်မပြေမှုနဲ့စိတ်ဖိစီးမှုတွေကြောင့်အခုလိုဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ကိုခိုင်နဲ့နံဖတ်ကာကြားနံဖလွန်ကျေးရွာမှာအခုလိုကိုအဆုံးစီမှုဖြစ်ပွားတာဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်းဒေတာခန်တွေကပြောဆိုနေကြပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ညနေခင်းသတင်းတွေကိုတင်ဆက်လို့ပြီးပါပြီ။ KNG ရဲ့နေ့စဉ်သတင်းတွေကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။